သမျှဖွင့်ဆိုမယ်ဒီနေ့စီဝေးကဘာကြီးချတယ်လို့တို့နှစ်ယောက်မှာပြန်တွေ့လို့စုံစည်းစရာမျောလင့်ကြည့်ရဲ့ချစ်ချမကန်အချို့လို့နေတာပန်းရွှေဝါပတော့တွေ့အတူတူနေခဲ့ရကိုတတိယပြန်ပေါ်လာအခုတော့တို့တယောက်ထဲမှာလွမ်းရင်ကြီးကျန်ခဲ့တာအောင်မေတရိယာချစ်တေးလက်ဆောင်မောက်စီရောက်အောင်ပို့ခြင်းနာအချိန်ရမနာထောင်ပါလွမ်းတန်တီးကြပြရင်ထဲမှာလိုင်ကလေးလွင်လာရင်အတိတ်ကိုပြန်လူမြင်မှာအချီတာပဲကွယ်မခါတာဘဝချင်းဝေးလို့သူနှစ်ယောက်အသေးမှမဆုံးပုံနိုင်ရရင်ကျူပြတ်သွားလေတဲ့ပလဲလုံးလေးတွေလို့အခုတော့တို့တယောက်ထဲပါလွမ်းရင်ကြီးကြံခဲ့တာအောင်မေတရိယာချစ်တေးလက်ဆောင်မောက်စီရောက်အောင်ပို့ခြင်းနာအချိန်ရမနာထောင်ပါရင်နေရှိသမျှဖွင့်ဆိုမယ်ဒီနေ့စီဝေးကဘာကြီးချတယ်လို့တို့နှစ်ယောက်မှာပြန်တွေ့လို့စုံစည်းစရာမျောလင့်ကြည့်ရဲ့ချစ်ချမကန်အချို့လို့နေတာပန်းရွှေဝါပတော့တွေ့အတူတူနေခဲ့ရကိုတတိယပြန်ပေါ်လာအခုတော့တို့တယောက်ထဲပါလွမ်းရင်ကြီးကျန်ခဲ့တာအောင်မေတရိယာချစ်တေးလက်ဆောင်မောက်စီရောက်အောင်ပို့ခြင်းနာအချိန်ရမနာထောင်ပါလွမ်းတန်တီးကြပြရင်ထဲမှာလိုင်ကလေးလွင်လာရင်အတိတ်ကိုပြန်လူမြင်မှာအချီတာပဲကွယ်မခါတာဘဝချင်းဝေးလို့တို့နှစ်ယောက်အသေးမှမဆုံးပုံနိုင်ရရင်ကျူပြတ်သွားလေတဲ့ပလဲလုံးလေးတွေလို့အခုတော့တို့တယောက်ထဲပါလွမ်းရင်နဲ့ကြံခဲ့တာအောင်မေတရိယာချစ်တေးလက်ဆောင်မောက်စီရောက်အောင်ပို့ခြင်းနာအချိန်ရမနာထောင်ပါ